Okay ကျွန်တော်ဒီနေ့ဘာစာအုပ်အကြောင်းပြပြပေးချင်လဲဆိုတော့ marketing 7.0အကြောင်းကျွန်တော်ပြပြပေးမယ်ပေါ့နော်အဓိကဘာလို့လဲဆိုတော့ကျွန်တော်တို့လုပ်ငန်းရှင်တွေကmarket trend တွေကအများနဲ့light နေဖို့လိုတယ်ဘာလို့လဲဆိုတော့ကျွန်တော် wave တစ်ခုနဲ့တစ်ခုက cycle မတူဘူးပေါ့နော်ဥပမာကျွန်တော်အရင်နှစ်ကအလုပ်ဖြစ်တဲ့ဟာဒီနှစ်မှအလုပ်ဖြစ်ချင်မှဖြစ်မယ်ဥပမာနောက်နှစ်အလုပ်ဖြစ်မဲ့ဟာကအတွက်ကိုကျွန်တော်ကအခုတွေကနေကြိုတင်ပြင်ဆင်ထားတဲ့နေပေါ့နော်လုပ်ငန်းရှင်တွေနေနဲ့အဲ့တော့ကျွန်တော်ဒီနေ့marketing 7.0မှာလုပ်ငန်းရှင်တော်တော်များများသိတဲ့အချက်10ချက်ကိုကျွန်တော် summary ပုံစံမျိုးလေးကျွန်တော်လုပ်ပေးမယ်ပေါ့နော်အဲ့တော့ number 1ချက်ကကြောက်ပါလဲဆိုတော့ကျွန်တော်တို့ mind centric marketing လို့ခေါ်ရဲပေါ့နော်သူကတော့ဒီသောက်ထဲမှာအဓိကအဲ့ဒီပိုင်းပြောပြထားအဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့ဒီ AI နေ develop အရင်ဖြစ်လာတယ်ဤပညာရေး develop ဖြစ်လာတယ်ကျွန်တော်တို့ကျွန်တော် video AI နဲ့လုပ်လို့ရလာတယ် design AI နဲ့လုပ်လို့ရစာရေး AI နဲ့ရေးလို့ရလာတယ်ဒါတပိုင်းပေါ့နော်နောက်တစ်ပိုင်းအကြောင်းကျွန်တော်ဗာလဲဆိုတော့ကိုချင်းစာတရားဖြန့်ပြီးတော့အရေးကြီးလာပြီဘာလို့လဲဆိုတော့ကျွန်တော်တို့marketing 1.0 2.0 တွေအဲ့ခေတ်တော့ဆိုရင်ကျွန်တော် product ကပို့ပြီးတော့ centric ဖြစ်ခဲ့တယ်ဥပမာကျွန်တော် customer back ကိုအရင် view size ကြီးလိုခဲ့တဲ့အချိန်မဟုတ်ခဲ့ဘူးပေါ့နော်အဲ့တော့ဆိုရင်ကျွန်တော်တို့ထုတ်ကုန်နေကောင်းကောင်းထုတ်နိုင်တယ်ဒီဘာလို့လဲဆိုတော့ဈေးကွက်ထဲမှာလည်း competition ကလည်းအရင်မရှိဘူးကိုလိုပဲထုတ်နိုင်တဲ့သူကလည်းတော်တော်လေးခက်ခဲရှိတယ်အခုခေတ်ကကြအဲ့လိုမျိုးမဟုတ်ဘူးကိုလည်း DPC ရောက်နိုင်တယ်သူလည်း DPC ရောက်နိုင်တယ်အပြိုင်ဆိုင်အရင်များလာပြီအဲ့တော့တော့ဘာကိုကြည့်လာလဲဆိုတော့ customer တွေဘက်ကိုကျွန်တော်နည်းနည်းလေးပြန်ပြီးကိုချင်းစာကြည့်ပေါ့နော်ကိုစားဘယ်လိုမျိုးလုပ်ငန်းဆိုရင်ကိုဝယ်မလဲဆိုတဲ့အရာမျိုးတွေကိုသူတို့ဘဝကိုဘယ်လောက်ထိအဆင်ပြေအောင်လုပ်ပေးမလဲဆိုတဲ့အရာတွေကကျွန်တော် marketing မှာအရင်ထည့်တွေ့ရမယ့်အရာတွေဖြစ်လာဥပမာကျွန်တော် campaign တွေကျွန်တော် content တွေ creation တွေလုပ်တယ်ကျွန်တော် video design တွေအပြင်နဲ့ကျွန်တော်အယောင်မတက်ဘူးဆိုတာကျွန်တော် customer ဘက်ကိုအမြဲတမ်းမကြည့်ဘူးပေါ့နော်ဥပမာကိုကpost တက်ဖို့ပဲအာရုံစိုက်ပြီးတော့တကယ်ကျွန်တော် customer ဘာပြဿနာတွေတက်နေလဲသူတို့ပြဿနာတက်တဲ့ဟာတွေအတွက်ကိုကျွန်တော် content တွေလုပ်ပြီးသွားပြီလားဒါမျိုးတွေကျွန်တော်တွေကတော်တော်များများမစဉ်းစားမိကြတဲ့အချက်တွေပေါ့နော်ဒီထဲမှာဆိုသူပြပြထားပါလဲဆိုတော့ကျွန်တော်အခုခေတ်ကကြာတော့ကျွန်တော် customer ဘက်ကိုအရင်နည်းနည်းပို့ပြီးတော့ teacherပြန်ပြီး user ရတော့မယ့်အချိန်အဲ့ဒါမှကျွန်တော်ပို့ပြီးတော့ efficient ဖြစ်အောင် effective ဖြစ်အောင်ဆိုရင်ကျွန်တော်ပို့ပြီးတော့ AI နဲ့နည်းပညာနဲ့သုံးလို့ရတယ်ဒါပြောပေါ့နော်အဲ့ဒါလေး number 1ချက်ကကျတော့သူကဒီသောက်ထဲမှာအဓိကအဲ့အပိုင်းအဓိကပြပြပေးထားပါနော်နောက်ဒုတိယတစ်ချက်ကကျတော့ပါလဲဆိုတော့ augmented human ပေါ့နော်အဲ့ဒါကြောင့်ပါလဲဆိုတော့ကျွန်တော်တို့လူတွေတော်တော်များများကအခုခေတ်မှာကစဉ်းစားနိုင်လာပြီကျွန်တော်တို့အများနဲ့ဒီ social media သုံးနေတဲ့သူတွေကိုယ့်ရဲ့ target audience က educated ဖြစ်တဲ့သူတွေဆိုရင်ပိုပြီးတော့တောင်ကျွန်တော်မြင်တာကပိုလိုသေးတယ်။ဘာလို့လဲဆိုတော့သူတို့အနေနဲ့ဒီ ads ဆိုတဲ့အရာမျိုးတွေဆိုရင်ကျွန်တော် auto skip ပြီးသားဖြစ်တယ်။ပြီးတော့ကျွန်တော်ကြော်ညာနဲ့တူတဲ့အရာတွေကျွန်တော်ရဲ့ဥမာကျွန်တော်ကအရင်တော့အလုပ်ဖြစ်တယ်ဥမာကျွန်တော်ကြော်ညာဆက်ဆံလေးကျွန်တော်ပြောမယ်ကြော်ညာဆက်ဆံလေးလုပ်မယ်ဆိုရင်အလုပ်ဖြစ်တယ်ဘာလို့လဲဆိုတော့ကျွန်တော်လွန်ခဲ့တဲ့3-4နှစ်5နှစ်6နှစ်လောက်တုန်းကကျွန်တော်တို့ဒီ social media ပေါ်မှာ content တင်နေသူတွေကအရင်နေသည့်အချိန်ပေါ့ဥမာအဲ့ဒီအချိန်ကျရင်ကျွန်တော်တို့ကြည့်ကြရဆိုလို့ကျွန်တော် business page တွေရှိမယ်သူတို့တင်နေတဲ့ content လေးကြည့်မယ်ကျွန်တော်လူတွေအနေနဲ့အဲ့လိုမျိုး content creator influencer ဆိုအရင်မပေါ်သေးဘူးအဲ့ဒီမှာကျွန်တော်တို့ရဲ့ attention ကအဲ့ဘက်ကိုပေးလို့ရတယ်ဒါပေမဲ့အခုခေတ်မှာကြာလူတွေကဘာဖြစ်လာလဲဆိုတော့business တွေဆိုရင်လူတွေကအယုံကြည်သိမရှိကြတော့သူတို့ page တွေကိုကြည့်ရမျိုးဆိုအထက်ဥပမာကျွန်တော်လူတယောက်ကိုယုံလို့ဒီပစ္စည်းကိုကြည့်လိုက်တယ်လူတယောက်ကိုဝယ်ဖို့လူတယောက်ကယုံလို့ဒီပစ္စည်းကလာမေးရဆိုတဲ့အရာမျိုးကြီးဖြစ်လာပြီပေါ့နော်အဲ့တော့လူတွေက business page တွေအရင်မယုံတော့မယုံတော့အချိန်မှာကျွန်တော်အနေနဲ့ဘာလုပ်ဖို့လိုလာလဲဆိုတော့ကိုကဒီသူတို့ရဲ့ဟိုကျွန်တော်အမြဲကျွန်တော်ကြော်ညာပုံစံမျိုးတွေ run နေသူတို့လုံးဝဒီကြော်ညာပုံစံမျိုးတွေအတင်းအကျပ်ကြီးpush လုပ်နေရထက်ကျွန်တော်တို့သူတို့ရဲ့ကျွန်တော်တို့ edutainment ပုံစံမျိုးလေးတွေကျွန်တော်ရဲ့ဒီ page တွေကိုကျွန်တော် media ပုံစံမျိုးအနေနဲ့စဉ်းစားပြီးတော့ကျွန်တော်သွားတဲ့အရာတွေကပို့ပြီးတော့အရေးပါလာနိုင်တယ်ပေါ့နော်နောက်တစ်ခုကကြောက်ပါလဲဆိုတော့တဘာဝကျတဲ့ content တွေဖန်တီးခြင်းနဲ့နံပါတ်3ချက်ကကြောက်တော့ကြောက်ပါလဲဆိုတော့ lofi content လို့ဥပမာဆိုရင်ကျွန်တော်တို့ကလွန်ခဲ့တဲ့3နှစ်လောက်တော့ဆိုရင်ကျွန်တော်အရင် editing အရင်မိုက်တဲ့ဟာတွေ2နှစ်3နှစ်လောက်ကပေါ့ editing အရင်ကောင်းတဲ့ဟာတွေကျွန်တော် editing အကျုံကြီးကျွန်တော်လုပ်တဲ့ချိန်လူတွေရဲ့ attention တအားကြောက်တယ်ဘာလို့လဲဆိုတော့အဲ့ခေတ်တော့ဆိုရင်ကျွန်တော် editing ကောင်းကောင်းလုပ်နိုင်တဲ့သူဆိုတာမြန်မာပြည်မှာလက်ချိုးကြီးလို့ရတယ်ကျွန်တော် video production ကောင်းကောင်းသုံးနိုင်တဲ့ company တွေဆိုတာလက်ချိုးကြီးလို့ရတယ်ဒါပေမဲ့အခုချိန်မှာကcamera ရအရင်ကလောက်လဲဈေးမကြီးလာတော့ပြီးတော့ resolution တွေ editor တွေကလည်းediting တွေကလည်းလူတော်တော်များများလောက်တက်လာပြီလောက်တက်လာတဲ့အချိန်မှာediting အကောင်းစားတွေဘာတွေလုပ်တဲ့အချိန်မှာလူတွေကဘာဖြစ်လာလဲဆိုတော့
အရင်ဒီအရာတွေပုံမှာထုံသွားပြီပေါ့နော်ရှင်းရှင်းပြောရရင်ထုံသွားပြီသူတို့အနေနဲ့ဒီတဘာဝကြတဲ့ပုံစံမျိုးပို့ပြီးတော့သဘောကျလာဥပမာဆိုတခါကျရင်ကိုမထင်မှတ်ဘဲနဲ့ကိုဖုန်းနဲ့ပဲရိုက်လိုက်တဲ့ဗီဒီယိုတစ်ပုဒ်က view မီလီယံနဲ့ချီပြီးအရှိရမျိုးတွေဒါမျိုးဖြစ်လာပြီပေါ့နော်အဲ့ဒါဘာကြောင့်လဲဆိုတော့လူတွေကကျွန်တော်ခဏပြောခဲ့သလိုပဲအမြဲ trend wave တွေအမြဲပြောင်းလဲနေအမြဲပြောင်းလဲနေတာဖြစ်တဲ့အတွက်လူဆိုတာကိုအခုချိန်မှာဆိုရင်ကျွန်တော်နောက်ပိုင်း AI နဲ့အရင် develop ဖြစ်လာတဲ့အချိန်ကျလူတွေလူသားဆန်မှုဆိုတဲ့အရာတွေကိုဈေးကြီးပေးဝယ်တဲ့ဟာမျိုးတွေကအများကြီးဖြစ်လာတယ်ဥပမာအခုဆိုရင်ကျွန်တော်တို့တွေက content တစ်ပုဒ်ကို AI နဲ့ကောင်းကောင်းရေးလိုက်လို့ရမယ်နောက်ပိုင်းကျရင်လူကိုယ်တိုင်တေချာစဉ်းစားပြီးတော့ရေးလိုက်တဲ့ content တစ်ပုဒ်ကပို့ပြီးတော့အောင်မြင်နိုင်တယ်ပို့ပြီးတော့ဈေးကြီးပေးရနိုင်တယ်ဆိုတဲ့ခေတ်ကမရောက်ဘူးလို့မပြောနိုင်ဘူးပေါ့နော်အဲ့ဒီအချိန်မှာအဲ့အကြောင်းမလို့ကျွန်တော်ပြောချင်တာပါလဲဆိုတော့ကိုကအခုချိန်မှာလူသားဆန်တဲ့အရာမျိုးများပြန်လုပ်ဖို့လိုတယ်ကျွန်တော်တို့ဒီ AI နဲ့လုပ်တဲ့ပုံတွေ AI နဲ့လုပ်တဲ့စာတွေကြီးပဲထပ်တလဲလဲတင်နေရမျိုးဆိုတော့ကိုရိုင်း creativity ကိုရိုင်းဒီကိုရဲ့ဒီ daily life ကို documentary ပုံစံမျိုးလေးရိုက်ပြီးတော့တင်တာမျိုးတွေကိုဘွားရဲ့ဖြတ်တန်းခဲ့ life story ဒီကိုလုပ်ငန်းမှာမှားခဲ့အမှားလေးတွေကျွန်တော်တို့ဒီ order မှားပို့လိုက်တာကျွန်တော်တို့ဒီနေ့ကတော့ order မှားပို့လိုက်တယ်ဆိုရင် content မျိုးတွေဒါမျိုးတွေကလောက်တာလူတွေပို့ပြ trust ဖြစ်တယ်ဘာလို့လဲဆိုတော့လူတွေသိလူတိုင်းအမှားနဲ့မကင်းနိုင်ကျွန်တော်ကိုယ်တိုင်လည်းအမှားနဲ့ဘယ်တော့မှကင်းမှာမဟုတ်အဲ့တော့ဒီအမှားနဲ့မကင်းနိုင်တဲ့ဟာလူတွေအကုန်လုံးကကိုပြောပြလိုက်တဲ့ချိန်နဲ့သူတို့အနေနဲ့ယူသားရဲဆိုရခံစားချက်ရတယ်သူတို့အနေနဲ့ပို့ပြီးတော့ဒီ brand ပေါ်မှာယုံကြည်မှုတွေပို့ပြီးတော့ရှိလာနိုင်တယ်ပေါ့နော်ဒါလေးကျွန်တော်တို့ဒီ 7.0 မှာအရေးကြီးလာတဲ့အချက်လေးပေါ့နောက်တစ်ခုကကြောက်ပါလဲဆိုတော့ရေတိုရောင်းရတဲ့ရေရှည်အမှတ်တိဆောက်တဲ့ဟာ performance brand performance ပေါ့နော်ကျွန်တော်အနေနဲ့အခုရကြတော့ပါလဲဆိုတော့ performance marketing ဆိုတဲ့ဟာမျိုးတွေဒီတော်တော်များများသုံးလာကြရပါတော့အခုခင်မှာဆိုရင်ဘာလဲဆိုတော့ရောင်းရတက်တာလူတိုင်းကြိုက်တယ်ဗျာကျွန်တော်လည်းလုပ်ငန်းရှင်တယောက်ဆိုကြိုက်တယ်ဘယ်ကိုပစ္စည်းကိုရောင်းရတက်တာဘယ်သူမှမကြိုက်တဲ့သူဆိုတော့မရှိဘူးအဲ့တော့ကျွန်တော်ဘာလုပ်ကြလဲဆိုတော့short term dopamine ထိုးလိုက်တယ်လို့မျိုးကျွန်တော်တို့ကလုပ်ကြတယ်ဥပမာဆိုရင်ကျွန်တော်ကဒီ content တွေကိုကျွန်တော် SD အများကြီးထိုးတယ် S budget တွေမှာကျွန်တော်ပစ္စည်းတစ်ခုရောက်လာပြီဆို S budget အများထိုးရတယ်အမှန်နဲ့အလုပ်ဖြစ်သေးဒါပေမဲ့ကျွန်တော် SD လိုက်ရင်ရောကို brand ကသူတို့စိတ်ထဲမှာကြံနေပါမလားဒါမှမဟုတ်ကို brand ကလုံးဝ SD ပဲဒီ dopamine booster တွေပဲထိုးတဲ့အချိန်မှာကျွန်တော်တို့ဒီ Facebook ရဲ့ organic reach တော့လည်းမရှိတော့တဲ့အချိန်မှာလူတွေကဘာဖြစ်လာလဲဆိုတော့ဒီအမြဲတမ်းကိုပစ္စည်းရောင်းဖို့အတွက် dopamine ထိုးနေနောက်ပိုင်းမှာအစီအမပြေအမျိုးကြီးဖြစ်လာနိုင်တယ်အဲ့တော့ဒီ 7.0 မှာဆိုတော့ဘာဖြစ်လာလဲဆိုတော့ကျွန်တော်တို့အတွက်ရေတိုရောင်းရတဲ့ရေအမှတ်စိတ်တိဆောက်ခြင်းဆိုရအောင်ပေါင်းဆက်လုပ်ခိုင်းတာဥပမာဆိုရင်ကျွန်တော်တို့ရေတိုရောင်းဆိုရင်ကျွန်တော်ဘာရှိမလဲဆိုတော့ S လုပ်လိုက်တာမျိုးတွေကျွန်တော်မြန်လေး campaign တွေ run လိုက်တာမျိုးတွေဒါမျိုးတွေဆိုရင် promotion တွေ discount တွေချမျိုးတွေဒါဆိုရင်ကျွန်တော်ရေတိုရောင်းအတက်ဖို့okay ကျွန်တော်အဲ့ဒါတွေပဲကျွန်တော်တွေကလုပ်နေရမှာလားဆိုမဟုတ်ဘူး तू ကဘာတွဲလုပ်ခိုင်းလဲဆိုတော့ branding ဆိုအရာတိဆောက်ခိုင်းအဲ့တော့ brand ဆိုတာကျွန်တော်ဘာလဲဆိုတော့ကျွန်တော်လူတွေကကိုမှတ်မိရကြကိုကျွန်တော်ရဲ့ brand လို့ပြောလို့ရတယ်။ဥပမာဆိုကိုလူတွေဘယ်လိုမှတ်မိစေချင်လဲပေါ့။ဥပမာဒီ brand က delivery လုပ်ရမြန်ဒီ brand ကစိတ်ချရဂတိတီဒီ brand က view site ဒီ brand ကတေချာ care လုပ်တယ်ဒါမျိုးတွေကဒါကို brand name ပဲကျွန်တော်တို့မြင်သလိုမျိုးထင်သလိုမျိုး brand name လို့ပြောလိုက်တာ ਨੇ color တွေ logo တွေပဲဆိုတဲ့အရာကို brand name လို့မမြင်စေချင်ဘူးကျွန်တော်ကျန်တဲ့အရာတွေအကုန်လုံးက customer သူတို့ရဲ့အုံနောက် memory ထဲမှာကျွန်တော် brand ကိုဘယ်လိုမှတ်မိလဲဆိုတဲ့အရာက brand လို့ပြောလို့ရတယ်အဲ့တော့အဲ့နှစ်ခုကိုကျွန်တော်တွေက call up လုပ်ပြီးတော့တေချာသွားနိုင်မှဒါအခု2000ဒီ magnet 7.0မှာရှည်တည်နိုင်မယ်လို့ဒီ Philip Kotler ပြောထားတယ်ပေါ့နော်အဲ့တော့နံပါတ်5ချက်ဆိုရင်ကျွန်တော်ပါလဲဆိုတော့ဒါကကျွန်တော် SME ရဲ့အတွက်ပို့ပြီးတော့အလုပ်ဖြစ်လိမ့်မယ်ပေါ့နော်SME မဟုတ်ပါဘူးကျွန်တော် corporate တွေလည်းတော်တော်များများဒီနည်းလမ်းတွေသုံးလာကြပြီအဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ကျွန်တော် branding အတွက်brand reputation brand image အတွက်ဆိုပြီးတော့ကျွန်တော်တကယ်ကိုအရင်စီးကြီးရဲ့ influencer တွေ artist တွေဒီအဆိုတော်တွေကိုကျွန်တော်တွေခေါ်တယ်ပေါ့နော်ခေါ်ပြီးတဲ့အချိန်ကျတော့ကျွန်တော် brand ကတကယ်ရော effective ဖြစ်လာလားအဲ့တော့သူကဒီအချိန်မှာဆိုဘာပြောလာထားလာလဲဆိုတော့သူကအဲ့ဟာတွေအရင်အလုံးမဖြစ်တော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီလူတယောက်ကိုသုံးမဲ့ budget ကမရှိဘူးဆိုရင်ကျွန်တော်ကသိန်း9ယောက်လောက်ခေါ်မယ်ဆိုရင်မရှိဘူးဆိုရင်သိန်းရာနဲ့ချီနေပြီပွဲလေးတစ်ပွဲတက်ဖို့ဓာတ်ပုံလေးတစ်ပုံသုံးဖို့အတွက်ကိုအဲ့တော့တကယ်အဲ့သိန်းကိုရာနဲ့ချီရဲ့ marketing budget က
ကျွန်တော်တို့တကယ်အခုသုံးနေချင်မှာ cover ဖြစ်လာဆိုတော့မိကုန်းကမေးစရာရှိလာပြီပေါ့နော်အမှန်တိုင်းပြောရင်ကျွန်တော်တော်တော်များများကဟိုလုံးမဖြစ်တာများခုနောက်ပိုင်းမှာမောက်လို့ဆိုလူတွေကတော်တော်များများအခုကဘာဖြစ်လာလဲဆိုကိုနဲ့နီးစက်တဲ့လူကိုနဲ့ relate ဖြစ်တဲ့လူတွေပို့ပြီးသဘောကျလာတယ်အရင်တော့ဆိုရင်ကျွန်တော်တို့မှာလုံးဝကြည့်စရာဆိုလို့တကယ် artist တွေရှိမယ်မင်းသားမင်းသမီးဒီလောက်ပဲရှိအခုခေတ်ကကြာကျွန်တော် creator economy ခေတ်မှာလူတော်တော်များများက influencer ဒီ content creator ဘိုင်း line ကိုရွှေ့လာကြပြီအဲ့တော့ကျွန်တော်ဒီ influencer တွေအလုပ်လုပ်ပုံကျွန်တော်တေချာလေးလေ့လာထားတင်တယ်ပေါ့နော်ဥပမာ influencer မှာဆိုရင်ကျွန်တော်တို့ရ nano influencer ဆိုဘယ်လိုမျိုးပြောလို့ရလဲဥပမာဆိုရင်ကျွန်တော်အရင်တော့ကျတော့ကျွန်တော်တို့ဒီ tech industry တခုခုမှာကိုကtech နဲ့ပတ်သက်တဲ့အကြောင်းအရာတွေပြောတယ်mobile laptop ကျွန်တော် earphone ကျွန်တော်အဲ့ဒါအကုန်လုံးပြောတယ်ဒါ influencer အဲ့လို influencer မှာတစ်ဆင့်ချင်းဒီကျွန်တော်ရောလိုက်ပြီဆိုရင်micro လို့ဆိုဘယ်လိုပြောလို့ရလဲဆိုတော့ okay ကျွန်တော်တို့ကလောကတီးတန့်ဒီmobile တော့ဖြစ်တယ်ဥမာကျွန်တော် laptop နဲ့ mobile နှစ်ခုပဲပြောတယ် net jet တွေပါတယ်မပြောဒီလောက်ဆိုကျွန်တော် micro လို့ပြောလို့ရတယ်ပြီးရင်ကျွန်တော် nano ဆိုရင်ကျွန်တော်ဘာဖြစ်လာလဲဆိုတော့ niche ကိုသွားတဲ့လူမျိုးတွေပေါ့နော်အခုနောက်ပိုင်းဆိုရင်ကျွန်တော်ရင်မွေးတီးတက်ပြောတဲ့လူမျိုးတွေပေါ်လာတယ်ပြီးရင် net jet တီးတက်ပြောတဲ့လူတွေပေါ်လာတယ် apple product တီးတက်ပြောတဲ့လူတွေပေါ်လာတယ်ဒါ nano influencer သူတို့တွေကဘာလဲဆိုတော့သူတို့ industry မှာဆိုရင်သူတို့ကောင်းကောင်း influence ရှိ net jet နဲ့ပြောလိုက်တာနဲ့ဒီလူကိုတွဲပြီးမြင်ရမယ်Najet review တွေလုပ်နေတဲ့အချိန်မှာဒီလူကတော့သူတို့ community မှာဆိုရင် Najet ဝယ်ခြင်းတဲ့အချိန်ကျခွေဒီလူကိုပဲကြည့်ရမယ်ဒါကဒီလူကတအားကောင်းတယ်ဒီလူ recommend ပေးရဟာစိတ်ချရတယ်ဒါမျိုးတွေလူတွေပို့ရှုံလာအဲ့တော့ကျွန်တော်တို့ product ကဒါအဲ့လိုမျိုးကိုကinfluencer ဖြစ်တိုင်းရွေးလို့မရဘူးเนาะကို product နဲ့သူဘယ်သူတွေကို influence လုပ်ထားလဲဆိုတော့အရာနှစ်ခုကျွန်တော်ချိန်ပြီးတော့မှဒီအရာကိုသွားတယ်ဒီတိုင်းဖြစ်လိုက်စမ်းကျွန်တော် follower အရင်များတယ်follower ရမစိုးသူ video ကောင်းဒါပေမဲ့ तू ကကောင်းတော့ပေါက်ချင်လားကောင်းတော့အရာ influence လုပ်နိုင်တာလားမကောင်းတဲ့အရာ influence လုပ်နိုင်တာလားဒါတွေသိချကြည့်ရတယ်ပြစ်စလက်ခံကျွန်တော် marketing အဲ့လိုမျိုး influencer တုံးလိုက်တိုင်းကျွန်တော်ရောင်းနေရမဟုတ်ဘူးပေါ့နော်ဒါကျွန်တော်တော်တော်များများမှားတဲ့အချက်ပေါ့နော်မြန်မာလူတွေကအဲ့တော့ဒါကကျွန်တော်၅ပိုင်းပြီးသွားပြီပေါ့နော်နည်းနည်းဗီဒီယိုလေးအောင်ရှင်းသွားမယ်ထင်တယ်အဲ့တော့6ချက်ကကြောက်ကျွန်တော်ဗာလဲဆိုယုံကြည်မှုတည်ဆောက်အရောင်းအချင်းပေါ့နော်ဒါ selling 3.0 မှာပေါ့နော်အဲ့တော့သူကဒီမှာဗာပြောထားလဲဆိုကျွန်တော်တို့ဒီရောင်းချခြင်းဆိုတဲ့အရာမှာကျွန်တော်တို့တော်တော်များများမှားတဲ့ချက်ကကြပါလဲဆိုအရင်တော့ကဘယ်လိုပြမလဲအရင်ခေတ်တော့ကျွန်တော်တွေကရောင်းလို့ရ okay ဒီပစ္စည်းလေးကောင်းတယ်ဘာလို့ဆိုတော့ကျွန်တော် product မှာရွေးချယ်စရာလည်းအရင်အများကြီးမရှိဘူးတိတ်ပြီးတော့စဉ်းစားစရာလည်းမရှိဘူးတိတ်ပြီးစဉ်းစားစရာမရှိတဲ့အပြင်ကျွန်တော်တို့မှာအရင်လူတွေ educated က level မရောက်လောက်သေးမရောက်ကြသေးဘူးပေါ့နော်အဲ့တော့လူတွေကအခုနောက်ပိုင်းကျဘာဖြစ်လာလဲဆိုတော့လူတွေနဲ့လာပြီ okay ဒီလူကတော့ချင်းထဲမှာလားချင်းမထဲတော့ဘူးလားဒီလူဘာဖြစ်လဲဆိုဝေးပဲမိုင်းချနိုင်လာပြီအဲ့တော့အရင်ဆုံးကျွန်တော်အနေနဲ့ဒီ selling 3.0 မှာဆိုတော့ဘာပြောလာလဲဆိုတော့အရင်ဆုံးကိုယ့်ရဲ့ယုံကြည်မှုကိုပြပါယုံကြည်မှုပြရဲဆိုတော့ကျွန်တော်ဘာပြလို့ရလဲဆိုတော့အခုတော့ Facebook page တစ်ခုသာဆိုရင်ကျွန်တော်တို့တကယ် customer review လုပ်ထားတဲ့ video မျိုးလေးတွေ testimonial တွေပြီးတော့ကျွန်တော်တို့ကဒီ industry မှာဘယ်လောက်ထိ expertise ဖြစ်ပါတယ်ဆိုတဲ့အကြောင်းပြောပြထားတဲ့ knowledge sharing content တွေဒါမျိုးတွေတင်ပေါ့နော်အဲ့တင်လိုက်တာနဲ့လူရပါလဲဆိုတော့ဒီ brand တစ်ခုပေါ်မှာကိုယုံကြည်မှုရှိလာခြင်းကဘာပြောလို့ရလဲဆိုတော့သူတို့ရီမန်ချက်အနေနဲ့ချိတ်ဆက်ပြီးပြောပြပြီးပါရီမန်ချက်ချိတ်ဆက်ပြပြပါလဲဆိုတော့ဥပမာကျွန်တော်လူတိုင်းရမှာလဲဆိုတော့သူတို့ဒီပစ္စည်းတစ်ခုကိုဝယ်ခြင်းနဲ့ယူရခြင်းအမြဲတမ်းရှိတယ်ဥပမာငချက်တစ်ခုကိုကျွန်တော်ရောင်းမယ်ပဲထားစဉ်းစားကြည့်ပါအဓိကဘာလဲဆိုတော့တချင်းသားထောင်ခြင်းနဲ့ဆိုတာအထက်သူစာအေးစစ်လှုပ်ချင်တာမျိုးရှိလိမ့်မယ်အပြင်ကအတန်နေသူဒီအာယုံနောက်တာမျိုးဖြစ်နိုင်တယ်ပြီးရင်နောက်တစ်ခုကသူ coffee ဆိုင်အမြဲထိုင်ပြတယ် coffee ဆိုင်ပြန်နေချိန်မှာဘေးနာအရင်ဆူရတဲ့အချိန်မှာသူအလုပ်ကိုကောင်း focus လုပ်လို့မရမျိုးဖြစ်နိုင်တယ်ပြီးတော့တချင်းကိုသူကနည်းနည်းbeat ကောင်းနဲ့အတန်နဲ့နားထောင်ခြင်းတဲ့ဟာမျိုးဖြစ်နိုင်တယ်သူတို့အိမ်မက်တွေမတူနေချက်လာဝဲတဲ့အချိန်မှာအောင်မှအိမ်မက်တွေမတူတဲ့အချိန်မှာကျွန်တော်လူတိုင်းကိုကျမတို့ပြည်အတန်ကတော့ဥပမာကျွန်တော် beat တန်ကောင်းနဲ့နားထောင်ခြင်းတဲ့သူတယောက်ကိုokay ကျွန်တော်ပစ္စည်းကတော့ coffee ဆိုင်မှာ easy သွားပြီးတော့နားထောင်လို့ရပါတယ်
noise cancellation မဟုတ်သူလိုချင်တာအဲ့လို beat ကောင်းနဲ့တချင်းမျိုးနားထောင်ချင်တာဒါပေမဲ့ကျွန်တော်ပြောချင်တဲ့ပုံပြင်မတူတဲ့အချိန်မှာလူကကျွန်တော်ဒီ brand တစ်ခုကိုကျွန်တော်စိတ်ဝင်စားမှာမဟုတ်အဲ့တော့သူတို့ imagine နဲ့ချိတ်ဆက်ပြောတာပေးရလို့ပြီးရင်ဒီဟာလုပ်ပြီးဆိုရင်ကျွန်တော်တွေကတန်တရားဖြည့်ရှင်းပေးပါဆိုတဲ့ဟာမျိုးဘာလို့ပြောလဲဆိုတော့ okay granny ပေးရတော့ကျွန်တော် granny ရေကျွန်တော်တို့ထုတ်ပေးရမျိုးတွေပြီးရင်ဒီကောင်ဘယ်လောက်ထိအာမခံနေပြီးရင်ဟိုဒီ product ကဘယ်လိုလူမျိုးရတုံးနေရောင်းအားကအယောင်ဟိုမြန်မာပြည်မှာတော်တော်လေးရောင်းအောင်ကောင်းတယ် number 3ကိုချိန်နေပြီဒါမျိုးလေးပြောပြရမျိုးပဲနော်အဲ့တော့သူတို့အနေနဲ့ယုံကြည်မှုလည်းပြပေးပြီးရီမန်းချက်နဲ့လည်းချိတ်ဆက်ပြောပြီးတန်တရားဖြည့်ရှင်းပြီးနောက်ဆုံးလောက်ရမယ်ပါလဲဆိုတော့ဟိုကျွန်တော်တို့ဒီလောက်ရမယ် action ကိုသူတို့တစ်ခါရဲ guideline လုပ်ပေးလိုက်တာနဲ့သူတို့အနေနဲ့ဘာစိုးရင်ပူပန်မှုမရှိဘဲနဲ့ကျွန်တော်ဒီ policy တစ်ခုကရှောင်းရသွားပြီပေါ့နော်အဲ့တော့ရှင်းပြောရကျွန်တော်ဘာလဲဆိုတော့အခုခေတ်ကလူတွေကယုံကြည်မှုမရှိဘဲနဲ့ဒီ policy တစ်ခုဘယ်တော့မှမဟုတ်ဘူးပေါ့နော်အဲ့တော့ကိုယ့်ယုံကြည်မှုအမြဲဒီ social profile တွေမှာတေချာတိစောက်ထားဖို့လိုတယ်ပေါ့နော်အဲ့ဒါရှိရဲနောက်တစ်ခုကကြောက်ပါလဲဆိုတော့ clear value proposition ပေါ့နော်ဘယ်ခုနေအချက်ကကြောက်ပါလဲဆိုတော့ဟိုကျွန်တော် clear value proposition တော့ဘာလို့ပြောလဲဆိုတော့လူတွေရဲ့တကွက်ကောင်းလို့ကျွန်တော်ပြောလို့ရတယ်ဥပမာဆိုရင်ဒီလုပ်ငန်းတစ်ခုကကိုယ့်ရဲ့ value proposition မရှိဘူးဆိုရင်ကျွန်တော်လူရပါလဲဆိုတော့ဒီပစ္စည်းတစ်ခုဘာကြောင့်ဝယ်ရမလဲမသိဥပမာကျွန်တော်နှစ်ချက် okay တော့နှစ်ချက်မှာဟာတချင်းလဲနားထောင်လို့ကောင်းတယ်ဘီတန်လည်းပါတယ်ကျွန်တော် noise cancellation လည်းအရင်ကောင်းတယ်ကျွန်တော်ကဒီပစ္စည်းကလည်း build quality ကလည်းအရင်မာတယ်ဒီပစ္စည်းတကအဲ့လိုလူကဘာလဲဆိုတော့ noise ဖြစ်သွားပြီဒီပစ္စည်းတကသူဘာကြောင့်ဝင်ရမှာမသိရင်သူကဘုံဝဲဒါရှင်းရှင်းလေးပဲကျွန်တော်တို့ရဲ့ဟိုပစ္စည်းတကအဲ့တော့ကျွန်တော်အမြဲယုံကြည်ရပါလဲဆိုတော့ product တစ်ခုမှာအမြဲ value proposition တစ်ခုမဟုတ်တစ်ခုအမြဲရှိတယ်တစ်ခုကိုကျွန်တော်ပို့ပြီး highlight လုပ်တယ်ဥပမာဆိုရင်ကျွန်တော်နှစ်ချက်ဥပမာဆိုရင်ကျွန်တော်နှစ်ချက်တစ်ခုရှိမယ်အဲ့နှစ်ချက်တစ်ခုကကြောက်ပါလဲဆိုတော့သူရဲ့ value proposition ဘီတန်ကောင်းတာလည်းမဟုတ်ဘူးဘာလဲဆိုတော့စာလုပ်တဲ့ချိန်ညရင်အပြင်ကအတန်မဝင်မဲ့နဲ့ကောင်းကောင်းလုပ်နိုင်တာဒီနှစ်ချက်အားသာချက်ကဘေး quality မှာတော့နည်းနည်းပြော့ရဲအကိုရဲ့ဘာလို့လဲဆိုတော့သူအဲ့လိုမျိုးကျွန်တော်တို့ဝန်ခံလိုက်တာလဲသူတို့တပို့ပြီးယုံကြည်မှုရှိသေးတယ်အဲ့တော့ဟိုသူ့ရဲ့အားနည်းချက်တွေပြောပြပေးရမျိုးအမြဲတမ်းကောင်းနေစရာမလိုလူအမြဲတမ်းကောင်းနေတဲ့ပစ္စည်းကိုလည်းလူတွေမယုံဒါရှင်းရှင်းလေးပဲကျွန်တော် product ကအကုန်လုံးကောင်းနေပြီကျွန်တော်တို့ product ကအကုန်လုံး perfect ဖြစ်နေရဆိုတဲ့အရာကလူတွေမယုံတော့အဲ့တော့ကျွန်တော်တို့ရဲ့ product တိုင်းမှာ unique value proposition ဆိုတဲ့အရာရှိလို့ရှင်းတယ်အဲ့ဒါမရှိဘူးဆိုရင်ကျွန်တော်ဘာလဲဆိုတော့ပစ္စည်းကဘယ်တော့မှရှောင်အောင်မဟုတ်လူတွေကနှက်လာပြီတဖြည်းဖြည်းနဲ့အဲ့တော့သူတို့အုံနောက်ထဲမှာလည်းစဉ်းစားရအရင်ရှုပ်မန်ဂနီကကြောက်ဘာလဲဆိုတော့ကျွန်တော်လူတွေရဲ့အုံနောက်ထဲမှာရှုပ်နေရကျွန်တော်ရှင်းအောင်လုပ်ပေးရတာလဲဆိုမန်ဂနီ concept တွေတခုပဲပေါ့နော်အဲ့တော့သူတို့ကကျွန်တော်ပစ္စည်းဟန်ကောင်းပါဘာဖြစ်ပါညာပြတော့ပြောနေတာအဲ့ငါတို့စီမွေးပါနဲ့လို့တော့ပြောနေတာတူတူပဲအဲ့ဒါအရင်ရေးကြည့်ရမှာနော်အဲ့တော့နောက်တစ်ခုကကျတော့ဗာလဲဆိုတော့ဒီ lipstick effect ပေါ့နော်ဒီကတော့တော်တော်လေးဟိုကောင်းတယ်ပေါ့နော်လုပ်ငန်းရှင်တွေမြန်မာပြည်ကလူတော်တော်များဟိုတကယ်သုံးတဲ့နဲ့အချက်ပေါ့တော့ဘာလို့ပြရလဲဆိုတော့ကျွန်တော်လူတွေကကြောက်ပါလဲဆိုတော့အခုချိန်မှာကဟိုတိုင်းပြည်တစ်ခုမှာအမြဲဟိုလူတွေရဲ့ needs တွေအမြဲပြောင်းလဲဥပမာတိုင်းပြည် GDP တက်နေတဲ့အချိန်ကျရင်ကျွန်တော်တို့လုံးဝစီးပွားရေးအဆင်ပြေအကုန်လုံးအဖြစ်အချိန်ကျရင်သူတို့အနေနဲ့ဟိုတခြားဒီသူတို့ရဲ့လိုအပ်ချက်တွေမှာပညာရေးပုံမှာပို့ပြီးရင်းနှီးမြှုပ်နှံတာတွေဘာတွေညာတွေဟိုသူတို့အဲ့ပို့လို့ကြတယ်အဲ့တော့ကျွန်တော်ကတကယ်ဟိုတိုင်းပြည်ကလည်းအချိန်မကောင်းပတ်ဝန်းကျင်မှာလည်းအရာအလောက်ခက်ခဲနေတဲ့အချိန်ကျလူတွေဘာဖြစ်ကြလဲဆိုတော့ဟိုသူတို့အနေနဲ့ဟိုအကုန်လုံးဒီ luxury ပစ္စည်းရဲ့ဈေးအကြီးရဲ့ဟာဆိုအရင်လူတွေပတ်စံမသုံးကျင်ကြတော့ပတ်စံသုံးကျင်ကြရဆိုတဲ့အချိန်မှာတို့ကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုတော့ဒီ lipstick effect ဆိုတဲ့ဟာလေးသုံးလို့ရတယ် lipstick effect ဆိုတော့ဘာကိုပြောရလဲဆိုတော့အမျိုးသမီးကြီးကြီးပေါ့နော်အမျိုးသမီးတစ်ယောက်မှာအမြဲနှက်ခမ်းနေရမရှိဘူးဆိုရင်3-4ချောင်းအနည်းဆုံးရှိကြတယ်လူတစ်ယောက်မှာအဲ့ဘာကြောင့်ရှိကြရလဲဆိုတော့ဟိုဒီအမျိုးသမီးတွေအတွက်တို့ကအကောင်းဆုံးဒီ luxury ပစ္စည်းတစ်ခုပဲပေါ့နော် lipstick ဈေးလဲတက်တာတယ်ကွာဒီအကြာကြီးလဲသုံးလို့ရတယ်သူတို့ emotional need မှာဒါအရင်ကောင်းတဲ့အချက်ပေါ့ဥပမာသူတို့အပြင်သွားရင်လဲ confidence တစ်ခုရှိရဘာလို့လဲဆိုတော့နှက်ခမ်းနီလေးဆိုတာရယ် make up မလိမ့်နိုင်တော့သူတို့အနေနဲ့ဘာပဲဖြစ်ယုံကြည်မှုတစ်ခုရှိရတယ်အဲ့ဒါသူတို့ luxury ပဲအဲ့တော့ရှင်းပြရကျွန်တော်တို့ရဲ့ brand တွေတိုင်းမှာလည်းအဲ့လိုမျိုးဒီသူတို့ရဲ့အဲ့လိုမျိုးအခုချိန်မှာတက်တာနဲ့ဝယ်လို့ရတဲ့ဟို package မျိုးလေးတက်တာနဲ့လုပ်လို့ရဝယ်စားလို့ရတဲ့အစားအသောက်လေးတွေဒီ camp အရာလေးတွေကိုကျွန်တော်ဖန်တီးပေးလိုက်မယ်ဆိုရင်ဘာရွေးကျွန်တော်ပို့ပြီးရောင်းရတယ်ဘာလို့လဲဆိုတော့ကျွန်တော်ပစ္စည်းကဈေးရန်ကြီးဟာအတင်းဒီအချိန်မှာ market တစ်ခုလုံးမလိုနေတဲ့အချိန်မှာအတင်းထိုးရောက်နေမယ်ဆိုဒီလို effect လေးကိုသုံးလိုက်တာကျွန်တော်တို့အများကြီးပို့ပြီးအချိုးရှိတယ်အဲ့ချက်ပါနော်နောက်တစ်ခုကျတော့ကျွန်တော်ပါလဲဆိုတော့နံပါတ်6ချက်ရောက်ပါနော်နံပါတ်6ချက်ကကျတော့ပါလဲဆို war moment ပေါ့အဲ့တော့ကျွန်တော် war moment ဆိုတာကျွန်တော်ဘာကိုပြောရလဲဆိုတော့ဟိုကျွန်တော်ဒီလူတော်တော်များများပါလဲဆိုတော့ဟ
ကျွန်တော် customer experience လို့ပြောလို့ရတယ်ဒီ whole moment ကိုကြာတယ်အဲ့တော့ကျွန်တော်ဗာလဲဆိုအခုအရင်တော့ကြာကျွန်တော်ရဗာလဲ service ကောင်း okay man service ကောင်းတာကကျွန်တော်တို့ဘယ်လိုပြောမလဲနည်းနည်း service ကောင်းတာပို့ပြီးမြင်လာဆို experience ပေါ့ဘာလို့လဲဆို service ကောင်းတာ okay ကျွန်တော်တို့ဝေဆောင်မှုအရင်ကောင်းတယ်ကျွန်တော်ကဘာဖြစ်တယ်မဟုတ်ဘူးကျွန်တော်ကဗာလဲဆိုဒီ customer ဝင်လာနဲ့ကျွန်တော်တချို့ client တွေကျွန်တော်အမြဲပြောရပါတော့သူတို့အနေနဲ့ဒီ experience ကောင်းတခြားလုပ်ဖို့လိုတယ်ဆိုတဲ့အရာဘာလို့လဲဆိုကျွန်တော်အခု website တွေမှာဆိုကြည့်လိုက် UI UX တို့ဘာလို့ဆိုရင်ကျွန်တော်ဘာလဲဆိုဒီ website တစ်ခုလူတယောက်ကို3ရလွယ်ကူအောင်လုပ်ပေးထားဒါ user experience ကောင်းတာလို့ခေါ် user experience ကောင်းရင်ဥမာကျွန်တော် website ကြီးကဘယ် clone နှိပ်ရမှန်းလည်းမသိဘူးဘယ်နေရာသွားရမှန်းလည်းမသိဘူးဘာ better နဲ့ဘာဖြစ်မယ်ဆိုတာလည်းမသိရချင်း experience မကောင်းတဲ့ရှင်ဒီ website ကိုဘယ်မှလာပြမသုံးချင်အဲ့တော့ clone လေးကလည်းရိုးရှင်းလေဒီမှာဆိုရင်ကျွန်တော် notion ဆိုကျွန်တော်ဒါအခု notion ကိုသုံးတယ် notion ဆိုရင်လွယ်ဗျာသုံးလူအတွက်လည်း experience လည်းကောင်းတယ်သူလောက်ရတဲ့အရာတွေကလည်းအများကြီးလုပ်လို့ရတယ်အဲ့တော့ဘာလဲဆို experience ကောင်းတယ်ဘာလို့လူတွေကဒီအရာတခုကိုပြန်ပြီးတော့သုံးချင်တယ်လာချင်တယ်ဖန်တီးချင်တယ်ဥပမာဆိုရင်ကျွန်တော် experience ကောင်းဆိုရင်ကျွန်တော် sign design ဝင်တယ် okay service ကောင်းတဲ့ဟာပြောနေ experience ဆိုရင်သူတို့ရဲ့ဒီ customer journey တစ်ခုလုံးစဉ်းစားကြည့်လိုက်ဥပမာ sign နဲ့မဝင်လာခင်သူကားပေါ်ဆင်းရမယ်ကားပေါ်ဆင်းတဲ့အချိန်မှာကျွန်တော်ကထီးလေးသွားဆောင်ပြီး sign နဲ့ဝင်လာတဲ့အချိန်ကျရင်ကျွန်တော်ပို့ပြီးတော့သူထိုင်မှုအတွက်တသောင်းစာဖြစ်ဖို့အတွက်နေရာလေးဖန်တီးပေးထားတယ် space လေးကြည်ကြဲဝန်းထားတာရယ်ပြီးရင်ကျွန်တော်ရှုပ်ရှက်ခက်နေအောင်မလုပ်ဘဲနဲ့ ACC ရွေးလို့ရအောင်ပစ္စည်းထားပေးထားတယ်ပြီးရင်ကိုပစ္စည်းတွေကိုဖျောက်တော့ထားမျိုးမဟုတ်ဘဲနဲ့အစားတောက်ပြီးရင်ဘာဝယ်ရမလဲဆိုတဲ့အရာကိုသိချဥပမာကျွန်တော်တို့ဒီ supermarket တွေဆိုအဲ့လိုမျိုးလှုပ်ချကြတယ်ပေါ့နော်ဥပမာဆိုကျွန်တော်တို့ fashion size ဆိုတလွားအစားတောက်ဆိုတလွားဒီဘယ် electronic ပစ္စည်းဆိုတလွားဘာလို့ထားလဲဆိုတော့တမင်းတဲ့လူတွေ experience ကောင်းအောင်ပေါ့နော်ဥပမာကျွန်တော်တို့ဒီမှာရောက်ပြီဆိုရင်ဘယ်လွှာမှာဘာရှိလဲဘယ်ရွှာဘာရှိလဲဆိုတာတိတ်ပြီးစဉ်းစားကြမလို့တော့အဲ့တော့3လွှာတက်လိုက်တာနဲ့ electronic ပစ္စည်းဝယ်လို့ရချင်တဲ့လူတွေဝယ်သွားတယ်ဒါမျိုးလေးပေါ့အဲ့လိုမျိုး experience ကောင်းအောင်တေချာဖန်တီးထားမယ်ဆိုရင်ကိုယ့်ရဲ့စာကသူတို့ owner ထဲမှာ memorize ဖြစ်သွားတယ်။ Okay ကျွန်တော်အဲ့ဒါဆိုရင်ကျွန်တော်တို့ထက်နောက်ချိန်ပြန်လာဖို့ခွင့်အရင်များဒါမျိုးပေါ့နော်။အဲ့တော့နောက်တစ်ခုကဘာလဲဆိုတော့နံပါတ်10ကကျတော့တော်တော်လေးအရေးကြီးရပေါ့နော်။အဲ့ဒါဘာလဲဆိုတော့ multi sensory လို့ခေါ်တယ်။ကျွန်တော်တို့အာယုံ၅ပါးလုံးကိုကျွန်တော်တို့ကဘယ်လိုပြောမလဲ marketing လုပ်ထားတဲ့အရာလို့ပြောလို့ရဥပမာဆိုရင်ကျွန်တော်တို့ကုန်တိုင်းတစ်ခုတွေဝင်လိုက်တိုင်းကုန်တိုင်းတစ်ခုကိုဝင်လိုက်တာ ਨੇ သူ့မှာအမြင်နဲ့ထားရမယ် temperature ဆိုတာရှိဒီ temperature ဥပမာ supermarket ကြီးတစ်ခုကကျွန်တော်အရင်ပူအိုက်နေဆိုရင်ဒီကုန်တိုင်းတွေဘယ်တော့မှဝင်ကြမှာမဟုတ်ဝင်နေတဲ့အပြင်ဝယ်ခြင်းစိတ်လည်းရှိမှာမဟုတ်ကုန်တိုက်တွေပါလဲဆိုအရင်ကအမြဲအေးနေတာထားတယ်အရင်လည်းမအေးဘူးအရင်လည်းမပူ temperature ကိုတိကျချိန်ပြီးထားတယ်သူ့ရဲ့အနက်ဆိုင်တဆိုင်ဝင်လိုက်တာနဲ့သူ့အနက်လေးအမြဲရှိဟိုဒီအနက်လေးကိုရလိုက်တာနဲ့okay ဒီဆိုင်ပဲဟိုကောင်းတဲ့အနက်လားဆိုရင်ဘာလို့ကျွန်တော် experience တစ်တိုင်းလုပ်နေရပါလေဥပမာကိုကရင်မွေးနဲ့လေကို coffee တိုင်းကိုဝင်လိုက်တာနဲ့ကို coffee နဲ့တင်းတင်းလေးအမြဲတမ်းလှုပ်ထားရတယ်လူကအဲ့ချိန်ကျပါလဲဆိုokay ဒီဆိုင်နဲ့ရောက်ရင်ဒီ vibe ဒီအရာတာဒီ experience ကိုအမြဲတမ်းခံစားရတဲ့အချိန်ကြရင်လို့ကဘာလဲဆိုတော့ပုံမှတ်မိတယ်ကျွန်တော်ကဥမာ social media ဒါကကြောင့် online business တွေကြရင်ဘာလုပ်လို့ရလဲပေါ့အနက်နေလည်းမရအောင်ရတာလည်းမရအောင်အထီးတွေလည်းမရအောင်အဲ့တော့ကျွန်တော်ဘာလဲဆိုတော့အမြင်အကြားနဲ့ကျွန်တော်လုပ်လို့ရဥမာကိုယ့်ပတ်ဝန်းကျင်မှာကိုယ့်ရဲ့ brand reputation တေချာတိစောက်တာကျွန်တော်ရဲ့ပုံတွေကိုတေချာတေချာလေးquality ကောင်းလေးလောက်တာပြီး content တွေကိုသူတို့အတွက်တကယ်သူတို့တကယ်မှတ်မိအောင်သူတို့တကယ်အဆင်ပြေအောင်သူတို့ဘဝကိုကြည့်ပြီးတော့ကိုချင်းစာပြီးတော့ရေးပေးရရှာတယ်အကုန်လုံးကျွန်တော်တို့အများကြီး effective ဖြစ်တယ်ပေါ့နော်ဒါမျိုးလေးပေါ့အဲ့တော့ကိုကဒီအချက်စိတ်ချက်တွေကကျွန်တော်အကုန်လုံးတော့မှလားဆိုမဟုတ်ဘူးပေါ့နော်ကိုနဲ့အဆင်ပြေအောင်ကိုအခုချိန်မှာမတုံးရတဲ့အပိုင်းနေဘာရှိရဲ့ချင်းကြရင်လဲကျွန်တော်တွေကအဆင်ပြေအောင်ရှုသုံးလိုက်လို့ရတယ်အဲ့တော့ကျွန်တော်အခုကကြာပါလဲဆိုတော့အခုဒီ Samsung video ကျွန်တော်ဗာမြင်လဲဆိုတော့မြန်မာနိုင်ငံမှာဆိုရင်ပေါ့နော်ဒီလုပ်ငန်းရှင်တွေတို့များ AI ကောင်းကောင်းလေးသုံးထားတဲ့ဘာလဲဆိုတော့အခုချိန်ကဒီ wave ကလာနေပြီပေါ့နော်ဒါကလည်းကျွန်တော်တစ်ဖက်မှာဒီလူသား experience ကိုပြန်ပြီးပြောရမိမယ်တစ်ဖက်မှာနီးပညာလည်းအရင် develop ဖြစ်နေအဲ့တော့ဒီဟာကိုလည်းလုပ်ရင်လည်းတစ်ဖက်မှာလည်းကိုယ့်ရဲ့ဒီလုပ်ငန်းရှင်တွေကဒီ AI skill set တွေအမြဲ train နေရတယ်ကိုနဲ့အမြဲတသားကြနေအောင်တုံးပြီးတော့မှဒီအတွေ့အကြုံတွေနဲ့ပေါင်းလိုက်မယ်ဆိုရင်ကျွန်တော်ကအရင် marketing အရင်ကောင်းအောင်လုပ်မယ်ပေါ့နော်အဲ့တော့AI ကောင်းကောင်းသုံးပါကျွန်တော်တို့ဒီ ChatGPT မှာအမေးဖြေလောက်မှမဟုတ်ဘဲနဲ့စာလေးလိုက်ပိုင်းလေးလုပ်လို့ရတယ်
idea generate လုပ်လို့ရတယ်ကြိုက်တာကျွန်တော်မြင်တာဘာလို့မမြင်လဲဆိုတော့ AI ဆိုရဲ့ရောက်ကိုစိတ်ကူးရှင်လိုက်တာနဲ့အရာအလုံးဒီပါလုံးလို့ရနေတဲ့ခက်ဖြစ်လာပြီပေါ့နော်အဲ့တော့ဟိုမြက်ချင်မပြတ်စေနဲ့ဘာလို့လဲဆိုတော့ဒီလှိုင်းသာကျွန်တော်ကြံခဲ့ပြီဆိုရင်နောက်ထပ်လှိုင်းကတော်တော်လေးပြတ်ကြံခဲ့လိမ့်မယ်ပေါ့နော်အဲ့တော့အခုအရင်နောက်မကြသေးဘူးပေါ့နော်ကျွန်တော်မြင်သုံးထားစေချင်တယ်โอเคကျွန်တော်ဒီနေ့ဗီဒီယိုကအရင်ရှေ့သွားပြီဆိုတော့ဒီလောက်ပဲကျွန်တော်နောက်ရက်မှာလည်းကျွန်တော်ဗီဒီယိုလေးဟိုဆက်ပြီးတော့တင်ပေးပါမယ်အဆုံးထိကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်